အားလုံးမင်္ဂလာပါကျွန်တော်ဒေါက်တာမြတ်ကိုဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကလေးသွားချမ်းမအေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်ကျွန်တော်နည်းနည်းလေးရှင်းပြချင်တာလေးရှိလို့ပေါ့နော်ဒါကတော့ကျွန်တော်မိဘတွေကို blame လုပ်တာတော့မဟုတ်ဘူးပေါ့နော်သူသဖြင့်တော့များသောအားဖြင့်ပေါ့နော်ကျွန်တော်သွားစိတ်ကန်းအောင်မိဘတွေကကလေးတွေကိုလာပြလိုက်တဲ့အချိန်မှာဆိုရင်များသောအားဖြင့်နောက်ကျနေတာများတယ်ပေါ့နော်လုံးဝနောက်ဆုံးအချိန်မှာရောက်လာကြတာများတယ်ပေါ့နော်အဲ့လိုဆိုတော့ဘယ်လိုဖြစ်သွားလဲဆိုတော့နောက်ဆုံးအချိန်မှာသွားစိတ်ကန်းလာပြရတော့ဒီကလေးတို့ treatment option တွေကအရင်နေသွားတယ်နောက်ဆုံးနှုတ်ရတဲ့အခြေအနေတွေဖြစ်သွားအဲ့လိုဆိုတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာဒီဘယ်လိုပြောမလဲဒီကလေးသွားဆိုနှုတ်နဲ့ပဲနိုင်နှုတ်ဆိုရက်ဒီလိုမျိုး concept ကြီးတခုတွေးနေတော့ဒီမိဘတွေကလည်းအသိအလုပ်ရှုံမခံတော့နာတာနဲ့စီကံသွားဆရာဒါလေးနှုတ်ပေးပါအောင်ဆိုပြီးတော့ပဲပြောလေပြောထားရှိကြရပေါ့နော်တကယ်တမ်းကကျွန်တော်ဒီကလေးတွေကိုဒါ fair မဖြစ်ဘူးဒါကိုကလေးတွေအတွက်လုံးဝ fair မဖြစ်ဘူးဒီကလေးတွေအတွက် treatment option တွေကအများကြီးရှိတယ်ဒီသွားတွေမှာဆိုလဲဒီကလေးသွားလေးတွေကအသက်ရှိသေးလားအသက်မရှိဘူးလားအသက်ရှိရဆိုရင်တော့အကျောထိနေပြီလားအကျောကအပေါ်ပိုင်းပဲခေါင်းပိုင်းမှာပဲထိရလားအကျောကအမြင့်ထိကူးသွားပြီလားအမြင့်အောက်မှာပြည်တင်နေပြီလားဆိုတော့ကိစ္စရက်တွေအားလုံးပေါ်အခြေခံပြီးတော့သူနဲ့သက်ဆိုင်ရာကုသမှုတွေအမျိုးအများစွာရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဖြစ်နိုင်တော့ကလေးသွားဘယ်လိုပြောမလဲနိုင်ငံခြားတွေမှာပေါ့နော်သူတို့နိုင်ငံခြားမှာဒီကျန်းမာရေး dental health care standard တခုအားကြတော့သူတို့ကလေးတွေကိုအမြဲတမ်း3လတစ်ခါလောက်သွားစစ်တယ်သွားပိုးအတက်နိုင်ဆုံးမစားအောင်သူကတောက်ဖို့တက်နိုင်ဆုံးမစားအောင်ခရူးဆိုင်တယ်ပေါ့တချို့ကြတော့ကလေးသွားစုံသွားပြီဆိုတာနဲ့ကလေးသွားတွေအပြည့်စုံပြီဆိုတာနဲ့သွားစီကန်းသွားပြီးတော့ fluoride treatment တွေလုပ်တယ်ပေါ့နော် fluoride treatment မှာ fluoride tree တွေနဲ့ကိုက်ခိုင်းတာရှိတယ်တော့ fluoride တွေကိုပဲဆရာဝန်ကိုယ်တိုင်တုပ်လိမ့်ပေးတာမျိုးရှိတယ်ပြီးတော့ fluoride ဒီတကြားလုံးလိုဟာမျိုးပေါ့နော်ဒီလို lollipop လိုဟာမျိုးနဲ့ငုံတာရရှိမယ်နီးပေါင်းစုံနဲ့တော့သွားပေါ်မှာ fluoride varnish လုပ်လို့ရတဲ့နီးလေးအများရှိတယ်ဒီလိုမျိုးသွားမှာ fluoride ဓာတ်တွေများလာတဲ့အချိန်မှာကလေးကသွားပိုးစားတဲ့နှုန်းကတိတရောကျသွားတယ်နောက်တစ်ခုကကျတော့တကယ်လို့သွားပိုးစားခဲ့ရင်ရောဆိုရမေးကုန်ပေါ့နော်သွားပိုးစားခဲ့ရင်ကျတော့ကျွန်တော်တို့ကသွားပိုးကတိလေးပဲစားရဲဆိုရင်ကလေးမှာပြန်ဖလိုက်လို့ရတယ်စိုးရတဲ့အချိန်ဆိုဖာယုံနဲ့လည်းပြီးရပေါ့နော်တော်တော်များများမြန်မာနိုင်ငံမှာသွားစီကန်းရောက်လာပြီဆိုရင်သူကဂလိုင်းပေါက်ကြီးဖြစ်နေအကြီးပဲပေါ့နော်အဲ့လိုဆိုတော့အထဲမှာအကျော်တွေကလည်းထိသွားပြီးသွားကိုဘလို့နီးနေမှကယ်လို့မရတဲ့အနေထားတွေဖြစ်သွားတဲ့အချိန်ကျတော့ဆရာဝန်တွေကလည်းနောက်ဆုံးအနေနဲ့နှုတ်ရတဲ့အနေထားဖြစ်သွားတာပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်အကြံပေးတာကလေးတွေရှိရဆိုရင်မိမိတို့ရဲ့ကလေးတွေကို3လတစ်ခါလောက်ဒီတိုင်းလေးခေါ်ပြလိုက်သွားစီကန်းတွေမှာ check up လုပ်တာလည်းအဲ့လောက်မကုန်ပါဘူးစေယုံကြီးတွေမှာလိုမျိုးမကုန်ပါဘူးသွားစီကန်းတွေမှာ check up လေးလုပ်ဒီတိုင်းလေးလာပြတာပါဆရာဒီတိုင်းလေးစစ်ပေးပါအောင်အဲ့လိုဆိုဆရာဝန်ကလည်းအတင်းမလုပ်ပါဘူးအဲ့လိုဆိုတော့သွားပိုးတွေရှိလားတဖုံးတွေဘာတွေကောင်းရဲ့လားသွားတွေကပုံမှန်တိုင်းထွက်နေလားသွားထွက်တာမြန်နေလားသွားထွက်တာနှေးနေလားဆိုတော့ကိစ္စရက်တွေကိုလည်းကိုကသိရသွားမယ်အဲ့ဒါသိရသွားတဲ့အချိန်မှာကိုလှုပ်တာမလှုပ်တာကတော့ကိစ္စမရှိထားလိုက်နောက်တော့မှကိုရဲ့ငွေကြေးတက်နိုင်တဲ့ပမာဏကိုငွေကြေးအဆင်ပြေတဲ့ပမာဏပုံမူတည်ပြီးတော့သွား၄ချောင်းလောက်ဖားမယ်ဆိုရင်တော့တစ်လကိုတစ်ချောင်းလောက်ဖြစ်တစ်လကိုနှစ်ချောင်းလောက်ဖြစ်ဖြည်းနဲ့ကောင်းကောင်းလေးကိုကလေးရဲ့သွားချမ်းမာရေးကိုယူဆိုင်သွားပါဘာကြောင့်လဲဆိုကျွန်တော်အခုချိန်မှာကျွန်တော်ကိုပိုင်စေကံ mirror 2မှာဆိုအများကြီးစတိုက်တွေ့နေရတယ်တော်တော်များလိုက်ချင်နောက်ဆုံးအချိန်တွေမှာရောက်လာဒီကနှုတ်လိုက်ရပြီမဲ့ဒါနှုတ်လိုက်တာဒီ best option တော့မဟုတ်ဘူးမလိုအပ်ပဲစောစစ်နှုတ်လိုက်တဲ့ချိန်မှာဒီကလေးတော့ fair မဖြစ်ဘူးကလေးဆိုတာဘာမှမသိဘူးလေဗျာကျွန်တော်ပြောတာ तू သွားမှာ तू အချိုစားမှာပဲလေကလေးကအချိုချိုက်တာပဲဒါပေမဲ့တာဝန်ရှိတာကျွန်တော်တို့အသိဉာဏ်ရှိတဲ့လူကြီးတွေမှာတာဝန်ရှိတာဖြစ်ပါတယ်ကိုရီးယားတေချာခရူးဆိုင်ပေးရမယ်ဒီလိုမျိုးနှုတ်လိုက်ပြီဆိုရင်အသက်ကြီးလာရင်သွားတွေထက်မယ်သွားတွေထက်လို့မှသွားညှိရတယ်ဆိုရင်မိဘတွေပဲကုန်ကြစည်များမယ်မိဘတွေပဲအလုပ်ရှုံမယ်အချိန်ကုန်မယ်အဲ့ဒါကြောင့်မလို့အသက်ကြီးတဲ့အချိန်မှာသွားထက်တာတော့သွားမညီတာတော့မဖြစ်အောင်ဆိုငယ်သွားရှိစဉ်အချိန်ခါကလေးကယူဆိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အတက်နိုင်ဆုံးသွားစီကန်းနေမှာမပြရင်တော့ဟိုမှာကုဖို့အတွက်ကုန်ကြစည်များမှာစိတ်ပူတယ်အခုခေတ်ကလည်းစိတ်ပူရင်လည်းပူချင်စရာပဲကုန်စည်နှုန်းတွေကလည်းတက်ကုန်ကြစည်တွေကလည်းများနေတယ်ဆိုရင်တော့အကြံပေးတာတော့ check up လေးလုပ်ပြီးတော့ကိုကအခြေအနေတစ်ခုသိရပြီဆိုတာ ਨੇ ဖြည်းဖြည်းချင်းကိုကကိစ္စရဲ့9ခုလောက်လုပ်ရမယ်ဆိုရင်လည်းဖြည်းဖြည်းချင်းလုပ်တော့9လခွဲပြီးလုပ်တော့ကိုကအိမ်မှာကုန်ကြစည်တွေကိုချင်းချိန်နေရတယ်ဆိုရင်လည်းဖြည်းဖြည်းချင်းလုပ်သွားလို့ရပါတယ်
အဲ့ဒါကြောင့်မလို့ကျွန်တော်အကြံပေးရပါနောက်ပိုင်းဆိုနိုင်ငံခြားမှာဆိုဘယ်လောက်ထိအောင်ဖြစ်လဲဆိုတော့သွားတွေကို give site တွေတကယ်တော့ပို့ပါအကြီးဖြစ်သွားတယ်ဆိုရင်တော့သူကအပေါ်ကနေကျွန်တော် stainless steel crown ဆိုပေါ့ kids crown ပေါ့နော် pedo crown တွေဆွတ်လို့ရတယ်ပေါ့နော်အဲ့လိုအဆွတ်လေးဆွတ်ပြီးတော့လဲ give site တွေထိမ့်သိမ့်နေအဲ့လိုမျိုးထိမ့်သိမ့်လိုက်တော့ဘာဖြစ်လဲဆိုတော့သွားရဲ့ vertical height တွေပေါ့ vertical height တွေထိန်းထားပြီးသားဖြစ်သွားတယ်နောက်ဆိုသွားတွေကအကုန်ကလေးအန်သွားတွေအကုန်ကျိုးဝိုင်းကလေးရဲ့မီယိုကြီးအရှိကိုထွက်သွားပြီးတော့ကျွန်တော်တို့pseudo class 3ပေါ့နော် class 3ရဲ့ဒီမီယိုကြီးတခုလားထွေးစားရဒီလိုမျိုးကြီးဖြစ်သွားတယ်အဲ့လိုမျိုးကလေးလည်းတော်တော်များတွေ့ဘူးတယ်ဒါဒီမိဘတွေရဲ့ဟိုအချိန်နှောင်းနှေးမှုကြောင့်ရင်ဟိုစိတ်ခမ်းအောင်အချိန်မီမပြရတဲ့အတွက်ကြောင့်ကိုယ်ကလေးတွေမှာဖြစ်ရဲ့ပြဿနာတွေဖြစ်ပါတယ်အဲ့ဒါကြောင့်အတက်နိုင်ဆုံးတော့ check up လေးလုပ်ပါ check up ပဲလုပ်ပေါ့နော်ဘာမှမပြရင်တော့အခြေအနေအကျိုးအကြောင်းလေးသိရရင်ကလေးတွေလည်းအများကြီး fit ဖြစ်ပါတယ်ဒါကြောင့်ကလေးတွေအတွက်လည်းကလေးတွေအတွက်ကိုယူဆိုင်ပါဘာလို့ဆိုကလေးတွေဒီကလေးပဲကျွန်တော်ပြောတာကလေးကတော့ကလေးပဲဖြစ်မှာပဲကျွန်တော်ပြောတာသူတို့ကမပြောတတ်ဘူးသူတို့ကနာတာသိမယ်ကျင်တာသိမယ်သူတို့အဆင်မပြေဘူးဆိုရင်မိဘလာပြောမယ်အဲ့အချိန်မှာဆိုစိတ်ကန်းလာပြအရန်နောက်ကျနေပြီကျွန်တော်ပြောတာဒါကြောင့်မလို့အမြဲတမ်းတစ်စီယူဆိုင်ပါ dental care ကိုလည်းကျွန်တော်အထွေထွေကျန်းမာရေးတစ်ခုကဲတော့ပဲတွဲပြီးယူဆိုင်ပြီးရင်နောက်ပိုင်းမှာငွေကုန်ကြီးကြများမကိစ္စရက်တွေအများကြီးတတ်တာတော့မှာဖြစ်ပါတယ်အဲ့လိုဆိုတော့ဗီဒီယိုတွေကတော့ဘယ်သူမှအဲ့လိုမျိုးမိဘတွေကိုအဲ့လိုမျိုးတစ်ဖက်ဆောင်းနေပြောတာလည်းမဟုတ်ပါမိဘတွေကိုပို့ပြီး view size စေချင်တဲ့အတွက်ကြောင့်ကျွန်တော် data မြတ်ကိုကနေ sharing လုပ်ပေးရခြင်းဖြစ်ပါတယ်အဲ့လိုဆိုတော့အားလုံးကျေးဇူးများတင်ပါတယ်